အားလုံးမင်္ဂလာပါကြော်ဒီဗီဒီယိုမှာတော့ဘောလုံးဂိမ်းဟိုမှာ graphic မမိုက်နဲ့ internet မလိုပဲဆော့ရတာကြိုက်တဲ့ brother တွေအတွက် PS Vita မှာထွက်ရှိထားတဲ့ FIFA 50ဘောလုံးဂိမ်းကိုကျွန်တော်တို့ရဲ့ Android ဖုန်းတွေပေါ်မှာ file ထည့်ပြီးဆော့ရတဲ့နည်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် PS Vita ဂိမ်းတွေကိုဖုန်းပေါ်မှာဆော့လို့ရတာကြာပြီဆိုပေမဲ့တော်တော်များများကတော့ file ထည့်နည်းမသိလို့မလုပ်တတ်ကြဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုကတော့အခုမှစပြီးလုပ်ကြည့်မယ် brother တွေအတွက်ရည်ရွယ်ပြီးတော့တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလုံနည်းလေးသိထားမယ်ဆိုရင်တော့ကျန်တဲ့ PS Vita ဂိမ်းတွေအကုန်လုံးကိုလည်းဒီနည်းလေးအတိုင်းပဲ file ထည့်ပြီးတော့ဆော့လို့ရမှာပဲဖြစ်ပါတယ် PS3 မှာထွက်ထားတဲ့ game တော်တော်များများလည်း PS Vita မှာထွက်ထားသလို graphic ကလည်း PS3 နီးနီးကိုပဲကောင်းပါတယ်ဒီ PS Vita ရဲ့အားသာချက်ကတော့ပုံမှန် Mirage ဖုန်းကောင်းကောင်းတစ်လုံးရှိရတဲ့ကို game တော်တော်များများကိုအဆင်ပြေပြေချောချောမွေ့မွေ့ကစားလို့ရတာပဲဖြစ်ပါတယ်အခုဒီ FIFA 50 game ကိုကစားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်း CPU က Snapdragon အနည်းဆုံး980လောက်တော့ရှိထားတင်ပါတယ်အဲ့ထက်နှိမ့်မယ်ဆိုရင်တော့ကျွန်တော်တို့ဆော့ရတာအဆင်ပြေမှာမဟုတ်ပါဘူး file ထည့်နည်းနဲ့ setting ချိန်နည်းကဘာမှမခက်ဘူးဆိုပေမဲ့အခုမှစပြီးလုပ်ကြည့်မဲ့ brother ရေဆိုရင်တော့နည်းနည်းလေးမျက်စိလဲတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဗီဒီယိုလေးကိုတေချာလေးကြည့်ဖို့ပြောချင်ပါတယ် Okay အဓိကလိုအပ်တဲ့ file တွေအကုန်လုံးကိုလည်းကျွန်တော်ရဲ့ Telegram channel မှာစုပြီးတော့တင်ထားပေးပါတယ် file တွေအကုန် download ပြီးပြီဆိုရင်တော့ကျွန်တော်တို့ file ထည့်နည်းနဲ့ setting ချိန်တဲ့နည်းကိုတစ်ချက်ကြည့်လိုက်အောင်ပါဗျပထမဆုံးကျွန်တော်ဒီ Vita 3K ဆိုတဲ့ PS Vita emulator ကိုကျွန်တော်တို့ရဲ့ဖုန်းမှာ install လုပ်ထားမယ်ပေါ့နော်ကျွန်တော် download link နဲ့မှာဒီကောင်ကိုလည်းထည့်ထားပေးတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဇာကြီးဘာလေးကိုသွားမယ်ပေါ့နော်ဇာကြီးဘာလေးကိုသွားပြီးတော့ကျွန်တော်တို့ခုနက down ထားတဲ့ file တွေအကုန်လုံးကို folder လေးတစ်ခုထဲမှာထည့်ထားမယ်ပေါ့နော်ကျွန်တော်ကတော့ PS Vita ဆိုတဲ့ folder လေးတွေထည့်ထားတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်ကျွန်တော်ဒီမှာFIFA 50 game file ရဲ့ဒီဖြူဖြူလေးနှစ်ခုကကျွန်တော်တို့ firmware နဲ့ font package ပေါ့နော်ဒီနှစ်ခုကမဖြစ်မနေတောင်းရမယ်ဟာပြီးတော့ဒါ driver file ပေါ့နော် okay ဒီ၄ file စလုံးစုံပြီဆိုရင်တော့ကျွန်တော်တို့ဒီ Vita 3K ဆိုတဲ့ emulator လေးကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော် okay emulator လေးရောက်ပြီဆိုတော့ဒီမှာကျွန်တော်တို့English United States ကိုရွေးမယ်ပြီးတော့ next ကိုနှိပ်မယ်ဒီနေရာမှာကျွန်တော်တို့ download firmware နဲ့ download font package ဆိုတာရှိရပါတော့အဲဆိုရင်ကျွန်တော်တို့ဒီ install firmware file ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်တို့ခုနက firmware လေးနှစ်ခုကို install လုပ်ရမှာပေါ့နော် install firmware file ကိုကျွန်တော်နှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာခုနကဒီနှစ်ခုပေါ့နော်ကျွန်တော်တို့အရင်ဆုံးဒီအပေါ်ဟာလေးကိုအရင် install လုပ်မယ်ပေါ့နော် okay အမှန်တူ install လုပ်နေတယ်ဒါဆိုရင်ဒီ font package က V ဖြစ်သွားပြီဆိုရင် install လုပ်လို့ပြီးသွားပြီနောက်ထပ် install firmware file ကိုတစ်ချက်ပြန်နှိပ်မယ်ပြီးတော့ခုနအပေါ်ဟာလောက်တာဆိုတော့အခုအောက်ကဟာလောက်မယ်ပေါ့နော် okay ဒါဆိုတော့ခုလုံး V ဖြစ်သွားပြီပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ firmware ကကျွန်တော် install လုပ်လို့ပြီးရင် next ကိုနှိပ်မယ်ပေါ့နော် next ကိုနှိပ်ဒီမှာလဲ next ကိုပဲနှိပ်မယ်ပေါ့နော် complete ဆိုရင် okay ကိုနှိပ်လိုက်မယ် okay ဒီနေရာရောက်ပြီဆိုရင်အောက်ကိုနည်းနည်းဆွဲမယ်ပေါ့နော် show next time မှာအမှန်ချက်ဖြုတ်ပြီးတော့ close ကိုနှိပ်မယ်ဒီမှာ create user ကိုနှိပ်မယ်ဒီမှာ confirm ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင် okay ကိုနှိပ်မယ်ဒီမှာ automatic user login ကိုနှိပ်ပြီးတော့ကျွန်တော် user 1ကိုထားပေးမယ်ပေါ့နော်ပြီးတော့ကျွန်တော်မှန်ပြီးတော့တစ်ချက်ထောက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ game file ကို install လုပ်မယ်ပေါ့နော်အဲဆိုဒီ down က file ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ install zip vpk ဆိုတဲ့ဟာနဲ့ကျွန်တော် install လုပ်ရမယ်ပေါ့နော်ကျွန်တော်ပြန်ပြမယ်နော် zip vpk ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ပြီးတော့ select file ကိုနှိပ်မယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒီအပေါ်ကပေါ့နော်FIFA 50 USA ဆိုတဲ့ဟာတစ်ချက်နှိပ်လိုက်မယ်ဒီကောင်က z file ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ zif code တို့တခြား bin file တို့ထည့်ကြရမလို့ပေါ့ဗျာအလုံးမရှုပ်တော့ဘူးဒီကောင်က z file ဖြစ်တဲ့အတွက်zip ဆိုတဲ့ဟာနဲ့ပဲ install လုပ်လိုက်ရင်အဆင်ပြေတယ်ပေါ့နော် okay ဒါနည်းနည်းတော့စောင့်ရတယ်ပေါ့နော်ကျွန်တော်ကြော်လိုက်မယ်okay အဲ့လိုဆိုရင်တော့ပြီးသွားပြီပေါ့နော် installing complete ဆိုရင် okay ကိုနှိပ်လိုက်မယ်။ game file ရောက်လာပြီ game file ရောက်လာပြီဆိုရင်တန်းဆော့လို့မရဘူးပေါ့နော် setting နည်းနည်းချိန်ရမှာပေါ့နော်ဒီ configuration ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးတော့ setting ကိုသွားမယ်ပေါ့နော်setting မှာကျွန်တော်အဓိကချိန်ရမှာ GPU ထဲမှာပေါ့နော် GPU ထဲကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာdriver file ထည့်ရမှာပေါ့နော် add custom driver ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးတော့ဒီ driver file ပေါ့နော်ကျွန်တော်က down ထားတဲ့ driver file ကိုထည့်ပေးလိုက်မယ်ပြီးတော့ဒီမှာနှိပ်လိုက်မယ်ပြီးတော့ဒီမှာ driver file ကိုရွေးပေးလိုက်မယ်ပေါ့နော်ပြီးတော့ဒီ original အတိုင်းပဲထားပါတော့ဒီဟာလေးကတော့ကျွန်တော်တို့ဖုန်းအနေအမြင့်ပေါ်မူတည်ပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒီကောင်ကရုပ်ထွက်လှတဲ့ဟာပေါ့နော် resolution တင်တာပေါ့ဗျာဒီအောက်မှာကျွန်တော်အဓိကအရေးကြီးတာကတော့ဒီ driver buffer ဆိုတဲ့ဟာမှာကျွန်တော်တို့ဒီအောက်ဆုံးဟာပေါ့နော်native buffer ဆိုတဲ့ဟာကိုထားရမယ်ပေါ့နော်အဲ့ကောင်ကိုထားမယ်ပြီးရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်မယ်ပေါ့နော် save ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီဘက်မှာ emulator ဆိုတဲ့ဟာကိုတစ်ချက်သွားမယ်ပေါ့နော် emulator မှာကျွန်တော်တို့ performance overlay ကိုနှိပ်ထားပေးလိုက်မယ် performance overlay ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ
အောက်ဆုံးကဟာလေးကိုရွေးပေးထားလိုက်မယ်ပေါ့နော်။ Okay ကျွန်တော်လုပ်ပြတဲ့အတိုင်းတစ်ဆင့်ချင်းလုပ်မယ်ပေါ့နော်ပြီးတော့ GUI ကိုသွားမယ်ပေါ့နော်ဒီမှာstretch the display area ပေါ့နော်အဲ့ဒါကြောင့် screen ကိုအပြည့်ဖြတ်အောင်ပေါ်တဲ့ဟာပေါ့နော်အဲ့ဒါလေးကိုတော့အမှန်ချရမယ်ပြီးတော့ save ကိုနှိပ်လိုက်မယ်ပြီးရင် close ကိုနှိပ်မယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ gain နဲ့ကိုဝင်လို့ရပြီပေါ့နော်EA Sports. It's in the game. Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်နားမလည်တာဖြစ်ဖြစ်မရှင်းတာဖြစ်ဖြစ်ရှိခဲ့ရင်ကျွန်တော်ရဲ့comment မှာဝင်ရောက်ဆွေးနွေးရလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့